ဒီနေ့ຫນွေတို့ကျောင်းစားတက်ရမည်နေပဲຫນွေတို့ဒီ private school မှာတက်တော့ကြောင့်မိန်းကလေးဆို uniform က skirt လေးပဲဒါပေမဲ့ຫນွေကတော့ဘောင်းမီပဲဝင်ပြီလို့ပူစာလို့ကျောင်းအောင်ကြီးတော့လက်လျှော်ပြီးဝတ်ခွေပေးရသည် ຫນွေနဲ့ဆောင်ကိုအောင်စားမယ်နော် မာမီကလည်းမမရှိမှစောင့်နေလေ မရဘူးကိုအောင်စား မျက်နှာမရွယ်ကအုံနှုတ်ကုန်းဆွဲကိုကိုအောင်မြင်မြန်စားသွားသည့်သမီးဖြစ်သူကိုကြီးကဒေါ်ຫນွေကောကမိသည် မမနွေးမိုက်လား လှိုင် မိုက်တယ်လို့ပြောပါလှတာနွေးမဟုတ်ဘူးမမလေး ဒေါ်နှွေရှိမှထို့ပြောလိုက်တော့ကြောင့်လွန်ရှက်သွားကပါလေးနှစ်ဖက်หนีရဲသွားသည်ဒေါ်တွေလည်းသူသမီးကိုကြီးကမျက်ခုံးပေးလိုက်သည် ကျောင်းရောက်ရင်အရင်ကျောင်းအောင်လို့ကောင်းလေးတွေနဲ့အပြိုင်တပန်းမလုံးခဲ့တယ်နော်ຫນွေ ဒေါ်နယ်မာသည့်စကားကြောင့်လွန်နှွေးကိုတစ်ချက်လှမ်းကြည့်ကလက်သွားသည်ထိုမြတ်ဆိုသည်မှသူမသိခဲ့ မာမီကလည်းဘာလို့မမရှိမှပြောလိုက်တာလဲမမမာမီရှောက်ပြောနေတာ ဘာလျှောက်ပြောတာလုံးမသိလို့ဒီကလေးကရုံးကသူ့အိမ်ထိမိခဏခဏသွားချင်နေတာ နွေကအဲ့လောက်ထိအောင်ဆိုးရလား မဟုတ်ပါဘူးဆို ဟုတ်ပါတယ် တာအမီနီယာညင်းခုန်နေကြသည်ကိုလွန်သဘောကျစွာကြည့်နေသည်ခဏအကြာကျောင်းဂိတ်သို့ရောက်လာသည် ညနေ9နာရီကြာမမီလာကြုံမယ်နော် မမပြီးပြီလား အခန်းရှိပါလို့လားစောင့်နေရတော့မညာအောင်လား 9 နာရီကြီးအောင်မမမျက်နှာမမြင်ရသေးဘူးလေ စကားကြီးတက်လာကြည်လား နှွေမမအီလက်ကိုဆွဲကကျောင်းဂိတ်မှာရပ်ထားသည့်ဒေါ်နယ်ကားရှိမြန်လျှောက်သွားသည် နွေဖြစ်ဖြစ် ဟိုကောင်လေးနွေးမမကိုလာကြည့်နေနွေးမကြိုက်ဘူးမမမြင်မြင်ရှောက် အမလေးဥပုဒ္ဒါလဲလွန်ရော မမနော် နှစ်ယောက်စလုံးကားထဲဝေထိုင်လိုက်ပြီးသည်နှွေကတော့မျက်နှာကြီးစူပုတ်နေစေပင် ຫນွေဘာဖြစ်လာတာတော့ မမပေါ့ ဟိတ်မမနွေကိုဘာမှမလုပ်ဘူးလေ လုပ်တယ်လေ ဘာလုပ်လို့လဲ မမလှနေတော့သူများရင်မမကိုလိုက်ကြည့်တာနွေးမမကြိုက်တာ နွေကဥပုဒ္ဒါကို မဟုတ်ဘူးဆိုမမနော် ကလေးနှစ်ယောက်စားနေသည်ကိုကြည့်ကဒေါ်နယ်ပြုံးမိသည် ຫນွေကျဲတဲ့မုတ်ဒီမမီအများကြီးဝယ်ထားတယ်အိမ်ရောက်ရင်မမနဲ့အတူတူစားအခုတော့အဲ့မနိုင်လုံနေနဲ့ရုပ်ဆိုးတယ် ငကိုတဲ့စူပုတ်နေသည့်မျက်နှာမအေရှိရပါဖဲ့တာခံလိုက်ရတော့မျက်နှာစီးရွက်လို့ပဲကျန်တော့သည် နွေတငယ်ချင်းနေရခဲ့လား လက်ခန်းလုံးနဲ့ခင်လာတယ် ဟုတ်လားမိုက်တာပေါ့ မိုက်ရမယ်လေ အိမ်ပြန်လန်းတဲ့လျှောက်လုံးရဲတံများနဲ့ပြင်းနှံ့နေသည်ထိုညနေသည်အလွန်ပင်တာယာလွတ်သည်